ပုံနေလက်ထဲမှာဆိုလို့ရှိရင်ဒါဆွဲเสียရတော့မလို့တပုံနေလက်ထဲမှာကျောက်တို့ဒီမှာလားစစ်မှုထမ်းတဲ့ဥပဒေနဲ့ပတ်တဲ့နာဟုတ်လားမရှိစင်းရသားတွေပဲများတာစစ်မှုထမ်းတဲ့ပတ်တဲ့ချမ်းသာတဲ့ဒါတမီတဦးမှမပါဘူးဟုတ်လားမပါဘူးဟိုတလောကတရုတ်တယောက်ရဲမွန်းတော်မှာစစ်မှုထမ်းဆွဲခံရတယ်အမဦးစင်းကကူညီတောင်းတယ်ရုပ်ကမေးလိုက်တယ်ရှင်းရှင်းလေးအဲ့တရုတ်ကမြန်မာနိုင်ငံသားလားလို့ဘယ်မှာမွေးမြန်မာပြည်မှာမွေးတော့ပါဗျာမြန်မာနိုင်ငံသားပါဗျာတဲ့အဲ့ဒါဆိုမြန်မာနိုင်ငံတော့မြန်မာနိုင်ငံတာဝန်ထမ်းဆောင်မှာပေါ့လို့စစ်မှုထမ်းရမှာပေါ့လို့ရုပ်ကအဲ့ဒါကြီးဘာလို့လိုက်ပြီးမုန်းခိုင်ကြီးဘာလို့ပြောရမှာလဲလို့အတူတူကိုမြန်မာနိုင်ငံသားခံယူထားတယ်မြန်မာနိုင်ငံသားစစ်တယ်ဆိုတော့မွတ်စလင်လည်းစစ်မှုထမ်းရမှာပဲတရုတ်လည်းစစ်မှုထမ်းရမှာပဲဟုတ်လားအောင်စဘူးလည်းစစ်မှုထမ်းရမှာပဲစိုင်းရင်မူလည်းစစ်မှုထမ်းရမှာပဲအောင်စဘူးဇက်ကစိုင်းမှုဆိုအကုန်လုံးစောက်ထမ်းရမှာပဲအဲ့နာခင်ဗျတွက်ကြည့်လိုက်အဲ့နာမှာရမွန်းတော်နဲ့မှာဆိုလို့ရှိရင်ငါကဖော်ဝေးစင်တင်ဆိုတာရှိတယ်အဲ့ခင်ဦး30သားတွေရန်ဝိတာတွေကပိုင်ရှင်ကလည်းခင်ဦး30ရဟာတွေကြိုင်းမယ်ဒါနဲ့စစ်မှုထမ်းတွေပါအဲ့ဆိုင်တွေမှာမစွဲရဘူးဘာလို့မစွဲအောင်အဘတွေမှရှယ်ယာပါထားလာအောင်မြင်ရတခါတလေအမှန်ခင်ဗျစစ်မှုထမ်းဆိုအဲ့လိုနေရာကြီးဆွဲရမှာပယံကလေးတွေပယံလောက်တဲ့သူတွေစစ်မှုထမ်းတော့ဆွဲတော့ဗျာခင်ဗျနောက်ကကြံခဲ့တဲ့မိသားစုဘယ်နဲ့လုံးမလဲကဲဟိုတနေ့ကမန္တလေးကနေပွဲသားတဦးနဲ့မကွေးထွေဦးရုံးမှာမကွေးနတ်မောက်ထွေဦးရုံးမှာရှိတယ်နာမည်ကတန်းထွေဦးနော်နာမည်ကတန်းထွေဦးဘယ်လိုဖြစ်တာလဲဆိုလို့ရှိရင်ပွဲသားနဲ့ပေါ့ဗျာပတ်စံရမယ်ဆိုပြီးမှစစ်မှုထမ်းပတ်စံရမယ်ဆိုပြီးမှနော်လိုက်ဟိုကပတ်စံတပြားမှမရဘူးပေါ့ဗျာနော်မရတော့ပတ်စံမရကျွန်တော်တော့မန္တလေးပဲတာဝန်များထမ်းတော့ကျွန်တော်နေရရက်ကွက်ပဲတာဝန်ထမ်းတော့မယ်ခင်ဗျားတို့နေခမဆွဲနိုင်ဆိုမရဘူးခုမကွေးနတ်မောက်ထွေဦးရုံးမှာပဲလူရောက်အဲ့စစ်မှုထမ်းကလည်းလူအယောင်းဝယ်ရောင်းစားရေးလုပ်နေတယ်နော်လူရောက်ပြီးလောက်တဲ့သူကငွေကြီးသွားတယ်စစ်မှုထမ်းရမယ်သူကထမ်းနေခဲ့တယ်အဲ့တော့ခင်ဗျခံယူချက်ကဖယ်ရှိတော့မလဲတကယ်ဆိုမန္တလေးကဆိုမန္တလေးအပ်လိုက်မန္တလေးကနေစစ်မှုထမ်းခိုင်းလိုက်အမှန်ဦးစင်းနဲ့လည်းယဉ်နေတယ်ဟိုစစ်မှုထမ်းဆိုတော့ဦးစင်းတော့တိတ်မပြောဘူးလေဒါပေမဲ့မကွေးအဲ့ဒီကနမောထွေရုံးကိုလှန့်ဆက်လိုက်တယ်ခင်ဗျားတို့တာဝန်အတန်ဖိုင်လည်းရှိပါရဲ့နော်ရတယ်လို့ခင်ဗျားတို့ထည့်ချင်းထဲလို့ကျုပ်ကအထက်ထိတိုင်ပါလို့တကယ်လို့ခင်ဗျားဒီကလေးဟုတ်ပြီစစ်မှုထမ်းမှာလက်ခံတယ်လို့ဗလာလက်တောင်းနေအင်အားလက်ကောင်းတယ်ခင်ဗျားမန္တလေးအပ်လိုက်လို့မန္တလေးကနေစစ်မှုထမ်းလိုက်မယ်လို့သူ့ရက်ကွက်ကလည်းသူစစ်မှုထမ်းလိုက်မယ်လို့ခင်ဗျားတို့အခုကပတ်စံယူပြီးမှာလို့ခင်ဗျားတို့ကစစ်မှုလူသားစားထိုးတဲ့လူပြန်လွှတ်ပြလိုက်တယ်နောက်ပေါ်တာဆွဲလာတဲ့ဟုတ်လားပွဲစားနဲ့ပါလာတဲ့သူစစ်မှုထမ်းထည့်လိုက်တယ်ခင်ဗျားတို့ထွေရုံးထဲမှာရှိတဲ့လူကြတော့အပြစ်ထည့်လိုက်တယ်မိဘစီပြန်လိုက်တယ်ငွေယူတယ်ခင်ဗျားတို့ကနှစ်တီးသားကြီးလောက်ကြတာလို့ဒါမကွေးကဒါကတော့ထွေရုံးမှာပေါ့ဗျာနော်ဦးစင်းမှလည်းတာဖိုင်ရှိရတယ်ညကင်းဆောင်နဲ့ပြောတဲ့အခါမှာရတယ်လို့အကုန်လုံးတိုင်ပြမယ်လို့ဟုတ်လားစစ်မှုထမ်းနဲ့ပတ်တဲ့ဦးစင်းပြောခဲ့ပါတယ်နော်ပြောလည်းမပြောပါဘူးဒါပေမဲ့အယုတ်လည်းမရွေးပေါ့ဗျာမွတ်စလင်လည်းစစ်မှုထမ်းမယ်မြန်မာနိုင်ငံတရုတ်လည်းစစ်မှုထမ်းရမယ်ဇက်တွေထဲမှာခင်ဗျားတို့ပောက်ကူတော့လွှဲလိုက်ပေါ်တာဆွဲပေးမယ်တိုက်တဲ့လောက်ဆဲပလိစီဖုန်းကြီးပေါ်တာဆွဲဆက်တိုက်တဲ့လောက်ပြောပလိစီနော်တိုက်တဲ့လောက်တေအောင်ပြောပလိစီမကြခင်မဆိုင်ရင်မိုးဆက်လာလိုက်မယ်အောင်စပူဆက်လာလိုက်မယ်အောင်စပူကဟောမကနေရဗျာခင်ဗျာပထိုးတော်ကြီးတွေမှာတော်တော်များများဖိုးချစ်ဆက်လာလိုက်မယ်ဆွဲပြမယ်ခင်ဗျားတို့ကတရားဝင်ခွင့်ပြုလိုက်အဲ့ဒီထဲမှာမလာကောင်းအင်အားကောင်းနေကြရင်အကုန်လုံးကဆွဲပြမယ်နော်မြတ်သားတာပေါ့ဗျာအားလုံးကစစ်မှုထမ်းတာဒါမှခင်ဗျားကလည်းတထေးသားလည်းစစ်မှုထမ်းတယ်ဟိုကလည်းစစ်မှုထမ်းတယ်အကုန်လုံးဒါမှခင်ဗျားစစ်မှုထမ်းတဘောကနီးလန်းကြတော့မှာပေါ့တဘောကနီးလန်းကြတော့မှာပေါ့အဲ့တော့တဘောကနီးလန်းမကြရင်တော့ဥစဉ်ကတော့ဟိုပါပေါ့နော်ရင်လေးတယ်ဆိုလို့ပဲပေါ့ဗျာနော်ရင်လေးတယ်ဆိုတဲ့ပုံစံမျိုးပြေအောင်ပါပဲဗျာနော်